ကိုတော်ကိုကျွန်ုပ်ချီးမွမ်းပါမည်ကိုတော်ကိုကျွန်ုပ်ချီးမွမ်းပါမည်ကျွန်ုပ်ကိုရွေးတော်ကဲ့စေမှု၏ရသူတို့ဒီကျွန်ုပ်အကြောင်းနှင့်ပြေတော်မှာမူဝမ်းမြောက်ရာတော်အခွင့်တို့ဖြစ်၍ကျွန်ုပ်ဤစေဝိညာဉ်သည်တိတ်ဆိတ်စွာအိလျာမနေနိုင်ပြီကိုယ်တော်ကိုမပြတ်သည်ချစ်ဆိုလျက်ပင်ကျေးဇူးတော်ကိုချီးမွမ်းပါမည်အစေကိုယ်တော်ကိုဟောဤကိုယ်တော်သည်ကျွန်ုပ်ကိုချမ်းသာပေးတော်မူ၏မရဏ၌ကံတွေကနှုတ်ယူ၍အကျွန်ုပ်ကိုတရှိချမ်းသာကိုပေးတို့ဖြစ်၍ကျွန်ုပ်ဤစေဝိညာဉ်သည်တိတ်ဆိတ်စွာအိလျာမနေနိုင်ပြီကိုယ်တော်ကိုမပြတ်သည်ချစ်ဆိုလျက်ပင်ကျေးဇူးတော်ကိုချီးမွမ်းပါမည်အစေတော်မနာဒီချစ်များဆိုကြလောချီးမွမ်းလောတရှင်တော်နာမတော်အမြတ်တော်ခန္ဓာနာကျွမ်းလာ၏ကျေးဇူးတော်ကတသက်လုံးမပြတ်တည်တို့ဖြစ်၍ကျွန်ုပ်ဤစေဝိညာဉ်သည်တိတ်ဆိတ်စွာအိလျာမနေနိုင်ပြီကိုယ်တော်ကိုမပြတ်သည်ချစ်ဆိုလျက်ပင်ကျေးဇူးတော်ကိုချီးမွမ်းပါမည်အစေညဥ်ရကာလ၌မောကြည်ခြင်းကျွန်ုပ်ထံရောက်လာ၍တဲ့ကိုလေနန္ဒယနိုင်ကသည်ချစ်ဆိုခွေပေတော်မူမည်ချီးမွမ်းမည်နေစဉ်ပင်တို့ဖြစ်၍ကျွန်ုပ်ဤစေဝိညာဉ်သည်တိတ်ဆိတ်စွာအိလျာမနေနိုင်ပြီကိုယ်တော်ကိုမပြတ်သည်ချစ်ဆိုလျက်ပင်ကျေးဇူးတော်ကိုချီးမွမ်းပါမည်အစေအကျွန်ုပ်မိတံကိုချွေခြင်းများကာကုန်ခြင်းဖြစ်စေတော်မူတကားကျွန်ုပ်ရှောတေဝကိုချွပေ၍ဝမ်းမြောက်ခြင်းဤကာဘာနေစီမူပေတို့ဖြစ်၍ကျွန်ုပ်ဤစေဝိညာဉ်သည်တိတ်ဆိတ်စွာ
အိမ်လျာမနေနိုင်ပြီဘုရားကိုမပြတ်သေးချေဆိုလျက်ပင်ကျေးဇူးတော်ကိုချီးမွမ်းပါမည်အစေအရောက်စီတိုင်းဖျားရှင်ကောင်းချီးပေးပါစေအာမင်